မိန်းကလေးဟာ CEO မှာရုတ်တရက်နှလုံးရက်တော့မဲ့အခြေအနေဖြစ်နေပြီးသူ့မှာအသက်ရှင်ဖို့စက္ကန့်30သာကျန်တော့တာကိုမြင်လိုက်ရပါတယ်။ဒါကိုသိလိုက်ရပေမဲ့မိန်းကလေးဟာထိတ်လန့်မသွားဘဲတည်ငြိမ်စွာနဲ့အနားကကင်ကိုပင်ဂျင်ကုတ်ထရီကအရွက်တရွက်ကိုဆွတ်ယူပြီးမော်တက်နဲ့ဆေးလုံးတစ်လုံးအဖြစ်ပြောင်းလဲလိုက်ပါတယ်။အဲဒီနောက်ဆေးလုံးကိုစီးစီပေးပြီးဒါဟာသူ့အသက်ကိုကယ်တင်ပေးလိမ့်မယ်လို့ပြောပေမဲ့ချီကတော့သူမကိုလုံးဝမယုံကြည်ခဲ့ပါဘူး။ခဏကြာစီကားထဲမှာထိုင်နေတော့ရုတ်တရက်နှလုံးကနေပြင်းပြင်းထန်ထန်နာကျင်လာတာကိုခံစားလိုက်ရပြီးဆေးရုံရောက်တဲ့အချိန်မှာတော့သူဟာအသက်ရှူလုံးဝရပ်တန့်သွားပါတော့တယ်။ဒါကိုမြင်တဲ့ဆရာဝန်တွေကသူ့အသက်မရှင်နိုင်တော့ဘူးလို့ယူဆပြီးအတွင်းရေးမှူးကိုနာရေးအတွက်ပြင်ဆင်ထားဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာအတွင်းရေးမှူးဟာမိန်းကလေးပေးခဲ့တဲ့ဆေးလုံးကိုတတိယသွားပြီးချက်ချင်းထုတ်ကစီးယူရဲ့ပါဇက်ထဲထည့်ပေးလိုက်ပါတယ်။နောက်တစ်စက္ကန့်မှာပဲအံ့ဖွယ်နည်းနဲ့စီးယူဟာအသက်ပြန်ရှင်လာပါတော့တယ်။ဒါကိုမြင်တော့အတွင်းရေးမှူးဟာနှင်းတက်သွားပြီးဆရာဝန်တွေကလက်လျှော့ထားပေမဲ့မိန်းကလေးပေးခဲ့တဲ့မော်ဆေးလုံးကစီးယူရဲ့အသက်ကိုကယ်တင်ခဲ့တာဖြစ်ကြောင်းပြောပြပါတယ်။ဒါကိုကြားတော့ချီယူကသူ့အရင်ကလှောင်ပြောင်ခဲ့တဲ့မိန်းကလေးဟာတကယ်တော့ထူးခြားဆန်းကျယ်တဲ့ပညာရှင်တစ်ယောက်ဖြစ်မှန်းသိသွားပါတော့တယ်။တကယ်တော့ဒီမိန်းကလေးဟာတောင်ပေါ်မှာ18နှစ်ကြာနေထိုင်ခဲ့ပြီးတာမန်ကြောက်ခဲကိုတောင်တန်ဖိုးရှိတဲ့ရတနာဖြစ်အောင်ပြောင်းလဲနိုင်တဲ့ထူးခြားတဲ့စွမ်းရည်တွေကိုသင်ယူခဲ့တာပါ။ဒါပေမဲ့တစ်ပင်ရဲ့စွမ်းအားတွေကသူမရဲ့တက်တန်းကိုတိုးစေတာကြောင့်ဆရာဖြစ်သူကသူမကိုတောင်ပေါ်ကနေနှင်ထုတ်လိုက်ပါတယ်။ဒီချိန်စာကိုခြေဖြတ်နိုင်မဲ့တခုတည်းသောနီလန်းကတော့တတ်မှတ်ထားတဲ့နှစ်လရက်မှာမွေးဖွားပြီးရင်ဘတ်မှာထူးခြားတဲ့အမှတ်သားပါတဲ့မျိုးသားတဦးနဲ့လက်ထပ်ဖို့ပဲဖြစ်ပါတယ်။ဒါကြောင့်မိန်းကလေးဟာသူမရဲ့အသက်ကိုကယ်တင်နိုင်ဖို့တောင်ပေါ်ကဆင်းလာပြီးအဲ့ဒီလိုလူမျိုးကိုလိုက်ရှာနေခဲ့တာပါ။ဒါပေမဲ့ဘလောက်ပဲရှာရှာသူမလိုချင်တဲ့အင်္ဂါရက်နဲ့ကိုက်ညီတဲ့မျိုးသားတစ်ယောက်မှရှာမတွေ့သေးပါဘူး။မိန်းကလေးဟာထူးခြားတဲ့လူနဲ့လက်ထပ်ပြီးသူမရဲ့အသက်ကိုကယ်တင်နိုင်ပါမလားဆိုတာသိချင်ရင်တော့ဗီဒီယိုကိုလိုက်ပေးခဲ့ပါဦးဗျ။